ဒီနေ့ဈေးတွေကိုသွားတာဇလာဗီယာလေးတွေ့တာနဲ့ပေါ့နော်ကင်စားဖို့အကြံရပြီးတော့ဝယ်လာခဲ့ပါတယ်ခင်ဗျ။အားကိုတော့90တွေကိုမကန်ခိုင်မဲ့ကိုယ်တိုင်ပဲကင်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့90ကင်လို့ရှိရင်ဘိုက်ကိုအကြီးခွဲလိုက်တဲ့ခါကျတော့အစာသွတ်တဲ့ခါကျလို့ရှိရင်အပြင်ကိုထွက်ကုန်လို့ပါ။ကင်ဖို့အတွက်လိုအပ်တာတွေကတော့တံမြာသီးတစ်လုံးရှမ်းနံ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 ပင်ပင်စိန်ဂျင်းနဲ့ငယ်ကျက်သွန်ပြူနဲ့ငယ်နဲ့ညူသီးစိမ့်နဲ့ငယ်လိုပါမယ်။ပထမဦးဆုံးအရွက်တွေကိုတော့နှုတ်ဆင်းထားပါမယ်ပြီးရင်ကျက်သွန်ပြူချင်းညိုသီးစိမ်းကိုထောင်းထားပါမယ်ခင်ဗျအစာသွတ်မဲ့တဲကိုအရသာအတွက်ပဲငယ်ပြားရဲ့ကျင်းနေငယ်စားနေငယ်နဲ့အချိုမုံအနေငယ်ကိုထည့်ပါတယ်ပြီးရင်တော့အားလုံးကိုရောသမသွားအောင်နေလိုက်ပါမယ်ခင်ဗျနေပြီးရင်ငါးရဲ့ဘိုက်ထဲရဲ့ငါးကောင်းတဲ့ရုပ်ကိုအစာသွတ်မှာပဲခင်ဗျအခုငါးအတွက်အရသာလေးကိုဆက်ပါမယ်တံမြာသီးတစ်လုံးကိုအရင်ညှစ်ပါမယ်ခင်ဗျတံမြာသီးကတော့ငါးညီနဲ့ပြောက်ဖို့ရဲ့ငါးကိုနူးညံ့ပြီးနူးဤစေဖို့အတွက်သုံးတာပါခင်ဗျဒါပြီးရင်တော့စားရဲ့ချုံမိုးရဲ့ပဲငံပြားရဲ့အကျဲရဲ့ကိုထည့်ပါမယ်ပဲငံပြားကတော့ကျွန်တော်ကမြင်းပြန်တစ်စိတ်ကိုသုံးပါတယ်ခင်ဗျဈေးလဲသက်သာသလိုအငံတက်လက်အရန်မဆူတဲ့အတွက်ပါပြီးရင်တော့အကုန်မှွေလိုက်ပြီးတော့ငါးကိုတုပ်လိမ့်ပေးပါမယ်အခုငါးကိုနှက်ထားပါမယ်နှက်တဲ့အချိန်မှာအပွားလေးတော့ခဏလှမ်းပေးပါခင်ဗျာအခုလိုလှမ်းပေးရတာတော့ငါးတဲ့ကိုအရသာစိတ်ဝင်စေဖို့အတွက်ပါခင်ဗျတကယ်လို့ခဲဘက်နဲ့ကင်းမဲ့ဆိုလို့ရှိရင်တော့လှမ်းပေးကြတော့မလို့ဘူးပေါ့နော်ခဲဘက်အတွက်ပတ်စံလဲမသုံးချင်တာရဲ့ခဲဘက်ကကျမ်းမာရေးနဲ့လည်းမညီညွတ်တာရဲ့အတွက်ဒီတိုင်းပဲကင်မမို့လို့ပါနော်ငါးနှက်တဲ့အချိန်ကတော့အချိန်ကြာလေးပိုကောင်းလေးပါတကယ်လို့ညမှာကင်စားမယ်ဆိုရင်မနေ့တည်းကနှက်ထားရင်ပိုကောင်းပါတယ်အဲ့ဒါမှအရသာကလည်းပိုပြီးတော့စိတ်ဝင်မယ်အသားကလည်းပိုနူးညံ့ပါမယ်အခုငါ့ကိုစကင်ပြီပေါ့နော်ငါ့ကိုစကင်တဲ့အချိန်မှာအပွားကိုနည်းနည်းချင်းလှမ်းပြရမယ်ခင်ဗျပြီးရင်တော့တစ်ခါလှမ်းတိုင်းခုနနှက်ထားတဲ့အရေးလေးတွေကိုဆန်းပေးပါခင်ဗျငါ့ကိုမီးအေးလေးနဲ့ပဲกินရပါမယ်กินတဲ့အချိန်ကမိနစ်20လောက်တော့ကြာပါတယ်ခင်ဗျအခုနူးမနူးကိုဘေးရိုးသားလေးကနေအသားလေးကိုခွာကြည့်ပါမယ်ခင်ဗျအယိုးမှာအသားကတ်မနေတော့ဆိုရင်တော့ငါးကနူးပါပြီခင်ဗျငါးနူးပြီဆိုတော့မှအပေါ်အောက်ကိုစီလေးနည်းနည်းစီတုပ်လိမ့်ပြီးတော့အချိန်ခဏလေးစက်ကင်ပါမယ်ဒါမှအယောင်လေးပူလှအောင်လို့ပါခင်ဗျအခုနောက်ဆုံးငါးကင်ကလည်းရပြီငါးကင်စားဖို့အတွက်မိုးကလည်းအန်ကိုက်ရွာပေးနေသလိုပါပဲเนาะငါးကင်လေးကိုဖဲကြည့်မယ်ပေါ့เนาะအထဲမှာအယိုးကလည်းမကျက်တဲ့လက္ခဏာမတွေ့ရဘူးဗျငါးသားကလည်းနူးညံ့ပြီးတော့အိဆက်ပြီးတော့နှက်ထားတဲ့အစာပလိုက်ကြောင့်အနံ့ကလုံးဝကိုမှုကြိုင်နေပါတယ်ခင်ဗျာငါးကင်နဲ့တွဲစားတဲ့ဆောဆန်နီလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာ